မင်းရောက်နဲ့တွဲလာ3နှစ်ပြည့်ခဲ့ပြီသူမရဲ့အိမ်မက်ကခီးတူထွက်ရှင်နေဆိုပြီးတော့သူမကျွန်တော်အမြဲပြောတယ်ဒီနေ့တော့အင်တာနက်ကနေမှခီးသွား idea တွေရှာကြည့်မယ်ဝါဘာလို့ဒီလိုအမြဲခီးသွားနိုင်ရတာလဲဒီကျုံလာဖို့ဖိတ်ခေါ်လိုက်ပါတယ်ဘာလဲမိုက်တာပဲဟာမိုက်တယ်ဟာမင်းရောက်ငါလုံနိုင်ခဲ့ပြီငါတို့ခီးသွားလို့ရပြီဒီဗီဇကျွန်တော်ကြိုဆိုလိုက်ပါတယ်ဒီပါကြိုဆိုတဲ့အနေနဲ့အေးအေးလေးသုံးဆောင်ပါအောင်ကျမတို့စီစဉ်ပေးလိုက်တဲ့ရှင်နဲ့အလားအဆင်ပြေရလားဟုတ်ကဲ့ပထမဆုံးဒီနေ့ကျမတို့ဟိုတယ်ကတော့ service အကုန်ရတဲ့အပြင်အကုန်အခပဲပါမိတ်တယ်ပြီးတော့မြင်လိုက်တိုင်းကျမတို့ဟိုတယ်ရဲ့အတွင်းတိုင်းပြည်ဒီဇိုင်းကတော့ငါးပြတိုက်ပုံစံရေးဆွဲထားတာဖြစ်ပါတယ်ကျမတို့တထေကကဘာတော့မှာသူ့ကိုယ်တိုင်လျှို့ဝှက်ဆန်ကျွေးတော့ဖမ်းခဲ့တဲ့ကားတွေကိုပြသထားပါတယ်အဲ့လူကတထင်းနေမယ်ဟုတ်ပါတယ်သူ့ပုံစံအယူနဲ့ဘယ်လိုလားသူကအများကြီးပေးတာကိုအဲ့ဒါလေးမတွေးပြရတော့နေတယ်ဒီနေရာတကယ်ရှိရလားငါဒီမှာတေးတော့ပြောတယ်ငါအချိန်ဖြုံးနေလို့မရဘူးအပြင်ကယူခုက9နိုင်ဆိုပြီအဲ့လိုလားအကိုချိုင်းမွေးပြီဒီကောင်လည်းကဘရာဇီးနဲ့မောက်ဆင်လို့မမှားခဲ့ဘူးလားဘာလဲဒါမှတကယ်တဘာဝပဲလောက်ပါမယ်အဲ့ဒါ Captain Underbus တင်လို့ဟာငါးကောင်ကဘာလို့အဲ့လောက်ကြီးအဲ့ဒါတတငါးဆိုမဟုတ်လား Dust Skin တွေစားရလေသူတို့ကအဲ့လောက်မကြီးပါဘူးဒီဝိသားချိုးရဲ့ဆင်းသက်သူကလေးဖြစ်ပါတယ်သူတို့တော့အအောင်ပဲရရှိနေလေးဖြစ်ဖို့ညွှန်လေးပါတယ်ဘယ်မှာတော့ကျွန်တော်တို့ chef ကငါးပြက်ချက်ဖို့ပြင်ဆင်နေပါတယ်ဒီငါးဟာရှားပါပြီး2.5ပါရတဲ့တောင်ကိုစကြပါကဲဒါဆိုကောင်းပါညာပါသူတို့ကအပိတ်စကားကိုနိုင်ငံခြားဘာသာစကားနဲ့ပြောတာကြီးမုန်းလိုက်တာဒါပေမဲ့မင်းတို့အားလုံးကဘာလို့ငါးပဲဖြစ်နေရလဲကန်းချီပဲလေငါတို့ဒီကအလကားလာလေကောင်းစင်းတန်းနဲ့နည်းနည်းတန်းစီအောင်ဘာသာတဲ့မှာပြောင်းဝင်သွားပြီအရသာခန်းစိတ်မပြောင်းဝင်သွားလို့ခံစားရတယ်ရေပေးစမ်းမြင်ပေးစမ်းရေအရန်စားနေပြီဟာခရီးသွားတဲ့နေရာတွေအမြင်ပွေးလောက်တဲ့လူတွေရှိတယ်ဒါနဲ့ငါလည်းရေစားရတယ်ပဲအကောငါရေပေးပါYou're taking me back to the sleepless nights မေးပြလိုက်ရမလား Those were things I like မယောရေမယောမယောမယောဘာဖြစ်တော်လဲရေစားတယ်နော်လေတယ်ဒါပေမဲ့ရေစုကနေရေတော့တောက်လို့မဖြစ်ဘူးလေရေယူခဲ့မယ်မယောရေတော်မမော်ရဲ့တော်ဗီယမအဲ့တဲ့ပဲဝင်ရတဲ့ခွန်မော့ကျွန်တော်ကမလေးဒီခန်းနဲ့ဝင်တော့တွေ့လို့ပါတေးချောင်းဝင်ကြည့်ပြရစီတွေ့ကြပါရကျွန်တော်ဆောင်းကြည့်လို့ရှင်ကြောက်ဝင်မလာပါဘူးခမန်းဒီယူတွေမတွေ့ဘူးလားကျွန်တော်ကမလေးထဲမှာရှိတယ်မန်နေဂျာအော်သူအိမ်နာဘာလုပ်နေရလဲအိုးတောင်းပန်ပါတယ်မင်းရောရေမင်းရောဒီမှာရှိလားမင်းရောရေဘာလဲစိတ်ပူနေရလေဒီမှာဘာလုပ်နေရလဲအဲ့ဒါလားစိတ်ညစ်ကောင်းနေတာဘာလို့လာလဲထပ်ပြီးပဲတော့ပြန်ပြီလည်းမသိဘူးသူမနဲ့စားတော့စားတာမသိဘူးသူတက်နေကြတဲ့ရောက်နေလားမသိဘူးဒါကအလိုရှားပါရင်ငါပါအပြီးမှာတင်းစီဘက်တူပါတယ်စူစောထားတဲ့ကအုပ်စုထဲပါဒီဟာတသိဆိုင်ဆိုတာဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဘာအဲ့ကျလည်းပဲကိုအကုန်သက်ခါပြောမင်းမပြောရဘူးလား
နေရမယ်မိကောင်မလေးကဘီကိုရှာနေပါတယ် မရောလားသူ့ဘုံမှာလဲ အဲ့ဒါထက်ဒီလက်ဖက်ရည်လေးသုံးဆောင်ပါအောင် ခဏဆောင်နေမှာနော်သူမလာလိမ့်မယ် ဒီမှာလား ဒီမှာမရောမမလဲသူဘယ်တော့လာမှာလဲရေဒီဗီဇာကျိုးကကြိုစုလိုက်ပါတယ်အဲ့ချိုလက်ဖက်ရည်လေးသုံးဆောင်ပါအောင် မော့ချလိုက်ပါအကုန်သာမော့ချလိုက်ပါဘာမှမရှိရတဲ့အကုန်သာမော့ချလိုက်ပါ